ကမ္ဘာအသားစားသုံးမှုအများဆုံးနိုင်ငံ၄ခုရှိပါတယ်။ဒီနိုင်ငံ၄ခုရဲ့တစ်နှစ်တာအသားစားသုံးမှုပမာဏဟာတခြားနိုင်ငံအတော်များများရဲ့10နှစ်စာစုစုပေါင်းထက်တောင်ပိုများနေပါတယ်။အဆင့်သက်မှတ်ချက်ရလဒ်တွေကိုကြည့်လိုက်ရင်တင်တကယ်ကိုအံ့ဩသွားပါလိမ့်မယ်။စတုတ္ထနေရာမှာတော့ဩစတြေးလျနိုင်ငံဖြစ်ပါတယ်။ဒီနိုင်ငံသားတဦးဟာတစ်နှစ်ကိုပြင်းပြအသားကီလိုဂရမ်80ကျော်စားသုံးပါတယ်။ဩစတြေးလျလူမျိုးတွေအတွက်ဘာဘီကျူဆိုတာချက်ပြုတ်နည်းတစ်ခုတည်းမကပဲသူတို့ရဲ့မျိုးသားအဆင့်ရိုးရာဓလေ့တစ်ခုလိုပါပဲ။တတိယနေရာမှာတော့အမေရိကန်ပြည်ထောင်စုဖြစ်ပါတယ်။ဒီမှာတော့တဦးချင်းစီရဲ့တစ်နှစ်တာအသားစားသုံးမှုဟာကီလိုဂရမ်100အထိရှိပါတယ်။အရည်ရွှန်းတဲ့ဘာဂါတွေ၊ဟော့ဒေါတွေနဲ့နာမည်ကျော်ကြက်ကြော်တွေပါဝင်တဲ့အမေရိကန်အစားအစာတွေကဒီကိန်းဂဏန်းတွေကိုသက်သေထူနေပါတယ်။ဒုတိယနေရာမှာတော့အာဂျင်တီးနားနိုင်ငံဖြစ်ပါတယ်။နိုင်ငံသားတဦးဟာတစ်နှစ်ကိုအသား110ကီလိုဂရမ်နီးပါးစားသုံးနေပြီးဒါဟာတစ်ရက်ကို300ဂရမ်လောက်စားနေတာနဲ့အတူတူပါပဲသူတို့နိုင်ငံရဲ့အဓိကအစားအသောက်ပြရုပ်ဖြစ်တဲ့အဆက်တော့အသားကင်ဆိုတာအစားအစာတစ်ခုတည်းမကပဲလူမှုရေးအရာစုံစည်းကြတဲ့အရေးပါတဲ့ပွဲလမ်းသဘင်တစ်ခုလည်းဖြစ်ပါတယ်နံပါတ်1နေရာမှာတော့ဟောင်ကောင်ပဲဖြစ်ပါတယ်။ကမ္ဘာအသားစားသုံးမှုမှာလူဦးရေထူထပ်တဲ့ဒီဒေသဟာအမခန်းစွမ်းဆောင်ရည်ကိုပြသထားပါတယ်။အဲ့ဒါကတော့လူတဦးချင်းစီရဲ့တစ်နှစ်တာအသားစားသုံးမှုဟာ120ကီလိုဂရမ်ထက်တောင်ပိုများနေတာပဲဖြစ်ပါတယ်။